Samto này, cái Samto này sao ta nghe cha lên đây. Hello,အားလုံးပဲမင်္ဂလာပါဆွဲဝယ်ပေးချင်မယ်မိတ်ကအခုပစံရောက်နေလေဆိုတော့ Pratunam မှာရှိတယ်စက်ကွန်ဆမ်ဆိုတဲ့ဆိုင်ပေါ့နော်အတန်ရက်တော့ဘယ်လိုလဲတော့အဲ့ဆိုင်ပေါ့နော်အဲ့ဆိုင်မှာသူကနာမည်ကြီးတာတော့ဖတ်ထုံနာမည်ကြီးတယ်ပြောလို့ရှိရင်ဘယ်လို West 2ပေါ့နော်နာမည်ကြီးရပေါ့နော်အဲ့ဆိုင်လေးကိုရောက်နေပါတယ်အခုအရသာလေးမြည်ကြည့်ပါမယ်နော်မိတ်ကတော့ West 2မှာထားရတယ်ပြောလို့ရှိရင်ဖတ်ထုံလေးလည်းမှာထားရပေါ့နော်ခေါက်ဆွဲလေးနဲ့ဖတ်ထုံကိုစုပ်လေးနဲ့စားမယ်ပေါ့နော်အခုဒီမှာဒါလေးရင်စားပါမယ်ဒီဆောင်ပြလဲပေါ့နော်အဲ့ဒါမဲ့ခိုင်းဒီမှာချွေလေးနဲ့လက်စားပါမယ်အဲ့တော့တို့ရဲ့မပါမဖြစ်ပေါ့နော်မခောက်လေးလည်းမှာထားပါတယ်တို့ဝခကလည်းအပေါ်ကျော်ရတယ်နည်းနည်းလေးပါတော့နည်းအောင်ကျွတ်မွားတာမျိုးပေါ့နော်အဲ့လိုဟုတ်နည်းနည်းလေးအပေါ်ကျော်လေးနဲ့မှာပေါ့အသားတော့နူးညံ့တယ်ဒါပေမဲ့ဟိုကတော့မှားရပေါ့နော်ဒါလေးကတော့ဟိုမှားတာမုံကြီးပေါ့နော်မုံကြီးကိုဟိုလောက်ထားတာပဲယူယူပြုတ်ထားတယ်ပဲနော် posh လောက်ထားတယ်ပဲနော်ဒီအပေါ်မှာဆန်းတာ sauce ကတော့ချိုးတယ်ဘတ်တော့ကမှအရေးလေးနဲ့ပေါ့နော်ဝတ်သားလေးမှာထားတာပါဒီဆိုင်ကသူ့ရဲ့ဒီဖတ်ထုတ်ရဲ့ခုနကတော့ဝတ်စတူပေါ့နော်အဲ့ဒါသူနည်းနည်းကြီးပေါ့နော်Pratunam area မှာရှိရပါအဲ့ဒါဝတ်သားနည်းနည်းလေးချိုးပဲခေါက်ဆွဲနေနေနဲ့မြည်ပါမယ်ခေါက်ဆွဲသားလေးတော့ကောင်းတယ်သူခေါက်ဆွဲသားလေးဒီမှာဝတ်သားလေးလည်းပါပေါ့နော်စုပ်ကလေနည်းနည်းလေးပေါ့တဲ့ဘက်ကိုသွားရပေါ့နော်ခေါက်ဆွဲလေးကောင်းတယ်တဲ့ဘက်ကတော့ခေါက်ဆွဲကြိုက်တယ်ပေါ့နော်အဲ့ဝက်ခေါက်ကတော့လေပြောရင်နည်းနည်းလေးမာတယ်အဲ့လိုကြီးကဖြစ်ဝက်ခေါက်ကအပေါ်ကြောရတယ်နည်းနည်းလေးကျွတ်တယ်ဆိုတာလေသွားထဲမှာတစ်မျိုးပဲကွာဖီနေတိတ်မကောင်းဘူးပေါ့နော်ဝါလို့ရှိရင်ဒီဝတ်သားဟိုပေါင်းထားတဲ့ဝတ်စတူးသားတော့ကောင်းမာလာကြသူကြော်တာငဲကြရောနာမလို့မာ
သူကနှင်းနေရတယ်ဆိုပြီးတော့ရတာပေါ့တယ်ဘက်ကိုသွားတော့ပေါ့တော့စားရတာပေါ့တယ်ဘက်ကိုသွားကွာအဲ့လိုကွာအတိုင်းနဲ့စားရမယ်ဘုရားငါကြိုင်မှအဲ့လိုလေးတိတ်မကြက်တဲ့ခါကျတော့ sauce ကလေတိတ်ပြီးဟောပြစ်ဘူးပေါ့နော်ဒီတော့အဲ့လိုလေချိုးရပဲ try sauce ကိုတော်တော်ချိုးရအဲ့ကြောင့်အဲ့မကြိုက်ပေါ့နော်ဖတ်ထုတ်လေးတော့ကောင်းတယ်ဖတ်ထုတ်နဲ့ခောက်ကြတော့တော်တော်လေးကောင်းတယ်အဲ့ဒါတော့စားဒီဝက်ခောက်တစ်ခုပဲအပြစ်မပြင်းကျန်တာကုန်တော့မှာပေါ့နော်โอเคအဲ့ဆိုရင်နောက် vlog ဒီမှာပြန်ဆုံပါမယ်နော်အားလုံးပဲ bye bye